Novo blind box ဖောက်တာလေအရန်အောင်နာရတယ်တကယ်အောင်နာရတယ်တပူးဝဲလာပြီလို့နောင်နာရတာဟမ်အားလုံးမင်္ဂလာပါဒီနေ့ဒီရုပ်လေးကိုတော့နည်းနည်းလေးသိခံမိကြည့်ပြီပေါ့နော်ဘာမှထွေထူးတော့မရှိဘူးဒီနေ့ဒါလေးဝယ်လာတာပေါ့နော် Novo ကနေပြီးတော့မှထုတ်လိုက်တဲ့ blind box တဲ့ online မှာတွေ့နေရတယ် TikTok မှာလည်းခဏခဏတွေ့ရတယ်သူများကြီးဖောက်နေရကြီးမြင်တော့ဖောက်ကြည့်ကြလို့ပေါ့နော်ပြီးတော့ဈေးကလည်း2800ဆိုတော့ဖောက်ပြော်ရလေနော်ဆိုတော့ဒါလေးဖောက်ကြည့်ပါမယ်အဲမှာဘာကြီးပါမလဲတော့မသိဘူး2800နဲ့တန်လားမတန်လားဆိုတာလိုက်ကြည့်ပေးပါဦးကြည့်ချင်လည်းကြည့်သွားဆိုတော့ဖောက်သူတို့ပြောတာတော့အဲမှာတဲ့အဲ့လို3ခုကနေပြီးတော့5ခုလောက်ထိပါတယ်ပေါ့နော်ဆိုတော့အများကြီးပဲအိုးတန်သွားပြီရန်တခုနေအိုးရန်တန်တယ် jelly lip mask တဲ့ဒါလေးတစ်ခုပောက်တယ်တဲ့နှကန်းကြီးဒါလေးကဘာရောင်ကြီးဖြစ်မလဲမသိဘူးအများကြီးပဲဒါပါလဲ soft light cream နဲ့ cream လေးတစ်ခု3ခုရှိနေပြီအိုးရန်တန်သွားပြီဒါလည်းနှကန်းကြီးပဲအများကြီးပဲဒါပါလဲမသိဘူးညောင်လေးပါလဲမျက်နှာပေါ်လင်းချင်ဒါပါလဲမသိဘူး Novo ကလိုမျိုးနှကန်းနေနဲ့လို့ glitter လောက်ပဲဟို3ခုတော့လေကျန်တဲ့ဟာမသိဘူးဒါပါလဲဖွင့်ကြည့်လိုက်မယ်နော် A few moments later. ဒီလိုလေကုရှင်ပါရှင်ဒီလိုလေးဟဲ့ရန်တန်သွားပြီနော်ဒါနဲ့ဒီလိုမျိုးလေးလာတာဒီလိုမျိုးလေးတတရဲ့လေအိုးဒါနဲ့တန်နေလောက်ပြီနော်လောက်လည်းမသိပြီးမှဈေးကြီးသွားကြည့်အောင်မယ်ဟဲ့အများကြီးပဲ1 2 3 4 5ခုတောင်ဒီတသေးလေးတွေကနေပြီးတော့မှ5ခုတောင်ပါတာဗျာ2800လေးအောင်တကယ်တန်တာပါကြီးကျောင်းဝန်းနေဝါးပြီသွားထပ်ဝဲမယ်ဒါပဲတဒါ